ရှိတုန်းကတစ်တီကိုလန်နေပေါ်များတဲ့တောအုပ်ကြီးတစ်ခုထဲမှာဖိုးလိန်လို့ခေါ်တဲ့မြောက်ကလေးတစ်ကောင်ရှိတဲ့ဖိုးလိန်ဟာနာမည်နဲ့လိုက်အောင်မဲ့ရမ်းကိုလူလေချတတ်တဲ့သူ့ရဲ့အကျင့်ကတော့တငယ်ချင်းတွေစီကနေအစာတွေကိုခဏကြည့်ပါအောင်နောက်မှပြန်ပေးမယ်လို့ပြောပြီးယူဆတတ်ပေမဲ့တကယ်တမ်းပြန်ပေးရမယ့်အချိန်ကြရဲ့အမျိုးမျိုးအကြောင်းပြပြီးလက်ပတ်လိမ့်ညာကြတာပေါ့ဒီနေ့မှာဖိုးလိန်ဟာဘိုက်အရန်စာနေတာနဲ့သူ့ရဲ့အိမ်နီးနားချင်းဝုံဝုံကြီးဖိုးဝုစီကိုတွားလိုက်တဲ့ဖိုးဝုကြီးရဲ့ကျွန်တော်ဒီနေ့အစာရှာလို့မရလို့ပါမင်းစီမှာရှိတဲ့ပြားရည်အိုးလေးခဏပေးထားပါအောင်မနေ့ပြန်ကြရင်ကျွန်တော်တစ်တိအိတ်ကြီးတဲ့အိမ်နဲ့အကျွေးပြန်ဆက်ပါမယ်လို့ချိုးချိုးတတပြောတာပေါ့စိတ်ကောင်းရှိတဲ့ဖိုးဝစ်ကြီးကလည်းဖိုးလိန်ကိုတနာတာနဲ့ပြားရည်အိုးလေးပေးလိုက်တဲ့ဖိုးလိန်ဟာပြားရည်တွေကိုအဝစားပြီးပြောနေတာပေါ့နောက်တနေ့မနက်မှာတော့ဖိုးဝစ်ကြီးကအကျွေးလာတောင်းတဲ့အခါဖိုးလိန်ကဘိုက်ကိုလက်နဲ့ဖိပြီးညီးပြတော့တာပဲအိုးဖိုးဝစ်ကြီးရဲ့ကျွန်တော်ဒီနေ့နေမကောင်းလို့အစာရှာမထွက်နိုင်သေးဘူးဗျနောက်အပတ်ကြာမှပြန်ပေးပါမယ်လို့လိန်လိုက်ပြန်ရောနောက်အပတ်ရောက်တော့လေမိုးရွာနေလို့ပါနောက်တစ်ခါကျတော့လေတစ်တီတွေမမဲ့သေးလို့ပါဆိုပြီးတစ်ခါမှပြန်မပေးဘူးဖိုးလိန်ဟာဒီလိုပဲတိုးတဲ့ကရုံကလေးတွေရှင့်ကလေးတွေစီကိုလည်းအကျွေးတွေယူပြီးဘယ်တော့မှပြန်မပေးခဲ့ဘူးလေဒီနေ့မှာတော့ဖိုးလိန်ဟာတိုးရဲမှာကစားရင်းနဲ့ခြေထောက်ကိုတစ်ခိုင်းဆိုပြီးလမ်းမလျှောက်နိုင်လောက်အောင်ဖြစ်သွားပါတော့တယ်။အနာကလည်းရှောင်ကိုင်းလာပြီးအစာလည်းမရှာနိုင်တော့ပါဘူး။သူဟာအရှင်ကသူ့အကျွေးယူခဲ့ဘူးတဲ့တငယ်ချင်းတွေကိုလန့်ခေါ်ပြီးအကူအညီတောင်းရှာတယ်။တငယ်ချင်းတို့ရေငါကိုကူညီကြပါဦး။ငါကိုအစာလေးနည်းနည်းလောက်ပေးပါဦး။ဒါပေမဲ့တငယ်ချင်းတွေအားလုံးကဟင်းဖိုးလိန်လားသူကတော့အမြဲလိန်နေတာပဲအခုလဲအစာစားကြလို့လိန်နေတာဖြစ်မှာပေါ့လို့တွေးပြီးဘသူမှလာမကူညီကြတော့ဘူးဖိုးလိန်ဟာသူ့ရဲ့လိန်များမှုတွေကြောင့်လူယုံကြည်မှုမရှိတော့တာကိုအခုမှနောင်တကြီးစွာရပါတော့တယ်နောက်ဆုံးမှာတော့စိတ်ကောင်းရှိတဲ့ဖိုးဝတ်ကြီးကပဲရောက်လာပြီးသူကိုစေကူပေးအစာကျွေးပါတယ်ဖိုးလိန်ဟာရှက်လွန်းလို့မျက်နာကိုတောင်မဖော်ရတော့ဘူးဖိုးဝတ်ကြီးကျွန်တော်မှားသွားပါပြီကျွန်တော်အကျွေးတွေကိုလည်းမဆက်ဖဲလိန်ညာခဲ့မိတယ်နောက်ကိုဘယ်တော့မှမလိန်တော့ပါဘူးလို့ဝန်ခံလိုက်ရပါတော့တယ်ပုံမြင်လေးကပေးခြင်းတဲ့သင်ခန်းစာကတော့ဂတိမတည်ခြင်းနဲ့လိန်ညာခြင်းဟာခဏတာအတွက်အဆင်ပြေနိုင်ပေမဲ့တကယ်အခက်အခဲကြုံလာရတဲ့အခါမှာတော့တင့်ကိုဘယ်သူမှယုံကြည်မှာမဟုတ်တော့ပါဘူးသစ္စာရှိခြင်းကသာကောင်းဆုံးသောအကာအကွယ်ဖြစ်ပါတယ်နောက်ထပ်သင်ခန်းစာရစာပညာပေးပုံမြင်လေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်ကျေးဇူးတင်ပါတယ်ရှင်